ဒီနေ့အတွက်စကားလုံးအဓိပ္ပာယ်လေးပြပြဖြစ်ပါတယ်ဒီပထမတစ်ခုကတော့ soshi လို့ခေါ်ရပါတော့ soshi ဆိုပါလို့ဆိုရင်တားမြစ်တာတော့ဟန်တာတော့ပေါ့နော်တားမြစ်ခြင်းဟန်တာခြင်းပေါ့နော် soshi စုတူလို့ခေါ်တာပေါ့နော်အဲ့မှာဥပမာစကားကြည့်မယ်ဆိုရင်自然環境の悪化を阻止しましょうပေါ့နော်ဒီ自然ဆိုတာတဘာဝကိုပြောပါတော့環境ဆိုတာ environment ပေါ့နော်ပတ်ဝန်းကျင်ပေါ့နော်တဘာဝပတ်ဝန်းကျင်နဲ့ရဲ့အကဆိုကြတော့ဝါတို့ဆိုတဲ့ခန်းကြီးနဲ့ခဆိုတာပြောင်းနေတာပေါ့နော်အခြေအနေဆိုးရွားလာတာပေါ့နော်မကောင်းတာတွေဖြစ်လာတာပေါ့နော်ဘာပိုင်းချင်းဆိုးရွားလာတာကိုတဲ့ဆိုရှီရှိမှရှောဆိုတော့ဒီတားမြစ်ကြရအောင်ပေါ့နော်ဟန်တာကြရအောင်ပေါ့အဲ့လိုမျိုးပြောတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်ယူကရိန်းဆိုတာကဘယ်နေရာဘယ်နာလို့ပေါ့နော်ပြီးတော့ဒီဘယ်ဥတီကဘယ်နေရာကိုရောက်နေလဲဆိုတာမသိဘူးပေါ့နော်အဲ့လိုမျိုးအခြေအနေမှာတုံးတယ်ပေါ့နော်ဥပမာဆိုရင်ယောဂီရှာနိုယူကီယောကမနာဝကာနိုင်ဒီယောဂီရှာဆိုတာတန်တရားရှယ်လို့နော်တန်တရားရှယ်လို့ယူကရိန်းဆိုတာဘယ်ရောက်နေလဲဘယ်ကိုဥတီနေလဲဘယ်သွားနေလဲဘယ်နေရာမှာရှိနေလဲဆိုတာကိုမနာဝကာနိုင်ပေါ့နော်မသိသေးပါဘူးတဲ့ပြီးတော့နောက်တစ်ခုကယိုရှိဆိုတာကကျတော့ဗာလဲဆိုရင်အကျဉ်းချုပ်ကိုပြောတာပေါ့နော်အကျဉ်းချုပ် summary တို့ gist လေးတွေအချက်တွေထုတ်တာယိုရှိလို့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးဟာဥပမာဆိုအောင်ကြည့်မယ်ဆိုရင်以下は大統領の演説の用紙だ以下ဆိုတာအောက်ပါအကြောင်းအရာလို့ပြောရတယ်以下လို့ပြောခြင်းအောက်ပါအကြောင်းအရာပေါ့နော်တကယ်လို့以上ဆိုရင်ဒီ上記ဆိုတာအပေါ်အထက်ပါအကြောင်းအရာဆိုပြောရနော်以下はတဲ့大統領の演説の用紙だဆို大統領ဆို president ကိုပြောပါသမ္မတရဲ့ 演説ဆိုတာမိန့်ခွန်းရဲ့用紙ဆိုတာအချင်းချုပ်ဖြစ်ပါတယ်ပေါ့နော်အဲ့ဒါမို့ရိုးရှိစတဲ့အဓိပ္ပာယ်ကအချင်းချုပ်ဖြစ်ပါတယ်